ရောင်ပြန်ဟတ်တဲ့အလင်းရောင်ကနေတစ်ဆင့် လင်းရောင် စစ်မှန်တဲ့ခံစားချက်တွေ လင်းရောင် ပေးဆွမ်းနိုင်တယ်တစ်ချိန်ကရခဲ့တဲ့နောင်တကိုတော့အောင်မြင်မှုအဖြစ်တောင်းလဲနိုင်ခဲ့တဲ့ကျုပ်ကဒီခွန်အားတွေကိုအသုံးချပြီးအားလုံးရဲ့အာရုံကိုညှို့ယူဖန်ဆာတော့မယ်ကျင်းမုံလူသားပဲပေါ့ကျုပ်ကချစ်ဆိုတာအိုင်ဆိုင်လို့တဲ့ခံစားမှုတက်တက်ပါပဲ နော် ဘာပို့ဂျပန်လိုပြောရတာလားပြောရတာ နားမလဲဘူး ကျင်းမှုလူသားနဲ့မတူဘူး ကျင်းမမိတာဗာလဲ ပကန်းအဖေကပေါ်လာစစ်သူကြီးတဲ့ ကျွန်တော်တို့ရဲ့နေချင်မျိုးကျနေရဲ့ပါစေ ဘယ်လေးတော့အတန်လိုက်တယ်အဲ့လိုမျိုး ကျွန်တော်တို့ရဲ့ အရင်တော့မငယ်ဘူး လင်းရောင်နဲ့ မတော်လို့မရကျွန်တော်တို့ရဲ့နေရဲ့ကြောင်းဘယ်လိုမှကိုဘယ်လိုမရကျွန်တော်တို့ရဲ့နေပြောင်းတယောက်တည်းသာနေတယောက်တည်းကိုချစ်တာတယောက်တည်းသာ တော့အိုင်နေနဲ့မှာနေ တယောက်တည်းညနော်တာ ဟောလေရွှေရှင်ထဲမှာကျွန်တော်ညီနေရနေပြီးတော့တရုပ်ဆောင်ဘူးလား ခံဘူးတာပေါ့ ပြုံးခွင့်စွန်းနေကြတော့ညီငါနဲ့ကြတော့ကြီးစား အခုတော့သိချင်တယ်ဒီမှာအမွှေးတွေဖြစ်ဒီနားမှာ အမွေးကတော့နေရာတိုင်းရှိတာပေါ့ မွှေးရနေရာတိုင်းမှာရှိရမှန်းတယ်ဒီနားမှာပေါက်လာလို့ ရှိတယ်ဒီမှာလည်းရှိတယ်ကျင်ဘက်မှာလည်းရှိတယ် တော့ရောက်ရောက်ရှိရ နောက်တစ်ဆင့်ကိုတက်လန်သွားမယ်ညနေပေါင်းရှိကျင်းမုံဖြစ်ပါလေတက်သွားပါပြီ ကဲကျင်းမုံသားရေ congratulation ပါနောက်တစ်ဆင့်နောက်ပိုင်းဒီမှာဆက်တွေ့ကြမယ်နော်လက်ဆွဲထုတ်တာငါ့ကိုညှစ်သွားတယ်တွေ့မယ်နောက်ဆက်တွေ့တာ ရှေးရောက်တော့မမီးရဲ့ဘဝမျိုးတွေပျော်ပျော်နေချင်ရင်ချိန်မတန်ခင်ဝေးနေကြမေး အောင်ထက်လားအောင်ထက်မဟုတ် ရှင်နေမှာကိုလေးသိချစ်တတ်တယ်အတူနေကြရင်ရောစရာကောင်းမှန်းသိတယ် ကိုကြီးထွတ်ထွန်းနဲ့တားနဲ့ကအကြိုက်ချင်းတူတယ်ပရီးမီးယားလိဂ်ကိုကြိုက်တာတူတယ် အော်ပရီးမီးယားလိကိုကြိုက်တာတူတယ်ဟုတ်ပြီ ဒါပေမဲ့ အမ် တသားကလီဗာပူး အော်လီဗာပူးအော်ဟုတ်ပြီတသားလီဗာပူး တက်တက်စီလို့သိတယ်မလား တည်ရှုံးထားတာ7-0လို့တည်တယ်သဘောပေါက်တယ်ရပြီအဲ့လောက်အမှန်တရားတစ်ခုကိုနည်းနည်း hint ပေးလိုက်ရင်ကျင်းတတ်တယ် တိုင်းရင်းသားလားဟုတ်တယ်မလားတိုင်းရင်းသားမလား မွန်ကီနယ်မှာမွေးတဲ့ဗမာလူမျိုးလေးပါ အာ ကွာတာဖိုင်နယ်အဆင့်ကိုဒုတိယမြောက်တက်လန်ရှင်ပြိုင်ခွင့်ရတဲ့ညနေပေါင်းရှိ ဒီမှာ ကျင်းမုံဖြစ်ပါတယ်ကဲကျင်းမုံရေ congratulation ပါနောက်တစ်ဆင့်မှာဆက်ပြီးရှင်ပြိုင်ရမယ်ပရိသတ်နဲ့ဆက်လီစုံတော်ကြီးတွေကိုနှုတ်ဆက်လိုက်ပါဦး ဒါပါ ချင်းများစိတ်ထဲမှာချင်းများတွေ့တဲ့မှာချင်းများအိမ်ဘက်မှာချင်းမေးတဲ့ကိုရဲ့ဘဝဟာမင်းထွက်ပါမရှိမကိုဘဝကပြည့်စုံမှာပါမရှိမကိုချစ်ကပြည့်စုံနိုင်မှာကြောင်းလဲတဲ့ကိုချစ်ကမင်းကိုရည်ရဲ့မင်းနာတော့မသိဘူးလား တက်တူးဆိုတာရှိလားခန္ဓာကိုယ်ပေါ်မှာတက်တူးရှိလား တက်တူကရှိတယ်နည်းနည်းလေး ဘယ်နားမှာလဲလို့ လက်နှစ်ဖက်မှာပေါ့ ဟောလက်ဒီလိုလက်နှစ်ဖက်မှာပေါ့ ဒီဘက်မှာတက်တီ ရပါ ညာ ပါ ဘက်မှာက ဟေးဝေးရန် ညာဘက်မှာကမရှိ ဒီ၄ယောက်ထဲမှာတစ်ယောက်ပဲကဲမှာသူကဲမှာလေကျင်းမလူသား ဆန်ဒီသူတို့မှာအပြူလေးနဲ့တယောက်မှမပါဘူး ဝါကျွတ်ပြီဆိုတော့ပွဲတွေဆက်နေမှာပေါ့ မင်္ဂလာပွဲ ဘယ်တော့လဲလို့ ဖိတ်တာပို့လိုက်ပါမယ် မင်္ဂလာဆောင်မှာဘာတွေချက်ကျွေးမှာလဲဘာစာကျွေးမှာဥပမာမွန်စာကျွေးမှာလားထိုင်းစာကျွေးမှာလားဗမာစာကျွေးမှာလား အစုံတော့ချင်းမှာ ဒီလိုလူသားကဖះလားဘာလား ဖះရှိခိုးပြီးမှဘာသွားပါလဲမင်းယူဆန်ဆိုတော့အသေးတော်တော်မှမှာပေါ့ အသေးသေးရမှာလေအပတ်တိုင်းရှုံးနေအဲ့ဆိုရယ်
ဂျန်နီဖာလိုပက်စ်ကိုကြိုက်လား ကြိုက်တယ် ဘာလို့ကြိုက်တာ သူထွန်းလို့ပေါ့ အဲချင်းမချင်းချင်းနေတယ်တို့တွေက ဂျင်မချင်းတော်တော်နီးသွားပြီ နီးပါပြီ ကိုရီနာဘူးရရမယ် သူကဘလို့တွေလဲပြောပါဦး လူရှင်ဘက်ကဒါရလည်းလုပ်တယ်မလားတေးရေးလည်းလုပ်တယ် တေးလဲလုပ်တယ်ဟာသူကအကုန်လုံးနိုင်တယ်နော် တန်ရှင်းလဲလုပ်တယ်တဲ့ ကျေးပေါင် အုပ်စုဆီမီဖိုင်နယ်အဆင့်ကိုတက်လန်းသွားတဲ့မျက်နှာဖုံးရှင် အိုးစီ ဂျေမို ပြောပါတ ကြို ယ် က်ကွဲပြီ အုံသားကွယ်ပါအုံသားကွယ်ပါ လုပ်နေပုံကြီးအောင် ဟုတ်တယ်အဲ့ဒီတော့တူတယ်နော် တူတယ်တပုံတန်းလေးပဲ တော်တော်မဟုတ် ဟုတ်တယ်အဲ့ဝေတာတဘုံတယ်ပဲ အသားတော့လည်းတက်တယ်ဒီလို ဂျေမိုလူသားမှာဒီတစ်ခေါက်ပြောင်းလဲသွားရှိတယ်ကျွန်တော်အထင်တော့အထက်ကလူများလဲသွားသလားအောင်မရတယ် ဟုတ်တယ်အရန်ကို ပေါ့အရင်တော့ငြိမ့်နေ ဟုတ် တယ် တယ် ဒါဆိုအရန်စူးစမ်းထားတာအရန်ကြောသူ့ရဲ့ပင်ကိုပုံစံမဟုတ်ဘူးအရန်စူးစမ်းပြီးသူတော်တော်လေး စော ကို ်ဘီလေးကိုတွေ့ရချိန်မှာဖီးတွေတက်ပြီးတော့အရင်ပျော်ရွှင်နေတဲ့မှုလည်းဖြစ် မ နေ မ တယ် တင်လေးလို့စကားပတ်အောင်ဘယ်လိုလုပ်ရမလဲအတန်ဉာဏ်လေးပြီးပါ အာအဲ့ဒါလားကြာရှာဝကျင့်ပေါ့ ဘုကတော်တော်ဦးလေးတော်ကျင်လို့ရလား အာအဲ့ဒီဒူမတဲ့ခေါင်းနဲ့တော့တကယ်ပါပဲ ဟုတ်တော့ဦးတော်ချစ်တယ်ကျင်းလိုက်တော့ကိုကိုပိုင်တော့ပါပြီးကြည့်လို့ခေါ်ခြင်းက အေးပါသား ကျေးမုံလူလားဘေးတစ်ကြောင်းလဲပြီးတော့ဘိုက်ကြည့်မလို့ဘိုက် ဘယ်လိုလဲဘိုက်ပါသူကပြီးလို့ ဘိုက်ပါဆိုမှ နောက်ကိုလှည့်ပေးပါဂစ်ကလေးကိုကြည့်ကြလို့ဂစ်ကလေးကို ဟိုဘက်လက် နောက်ကိုလှည့်လိုက်ပါဂစ်ကြည့်မယ် လှည့်ပြီးတယ်တော့ဟာ သေးတယ်ခစ်သေးတယ် ဂစ်သေးနေတယ်ငါတို့ကဂစ်ကိုကြည့်ပြီးမှန်းမလို့ဖြစ် ဟုတ်တယ်ခစ်သေးတယ်ခစ်သေးတယ် ဒီဂစ်ကိုကြည့်ရကျွန်တော်တို့ကအလင်းအောင်ခစ်ဖြစ် အေးဟုတ်တယ်
ခံစားချက်တွေကတော့တိုင်ပွဲအတွက်ရေပုံလာကတစ်မျိုးစတော်ဘယ်ရီလေးကိုမြင်ပြီးတော့ရေပုံမိတာကတစ်မျိုး ကဲသူကလည်း ရင်ချမှုရလို့ဒီမှာဒီရွယ်မှာချင်းနဲ့ပတ်သက်ရင်ရှေးရင်မှုမရှိတော့ဘူးဆုံးဖြတ်ချက်ချဖို့ရေကိုမြဲပဲတွေ့ဝေရှင်ကုန်လုံးများလဲနေကွယ်လာတယ်လို့ကွယ်စင်ချင်မှုချစ်ထိတ်သိမ်းလို့ချစ်တယ်ဟိုတော့ကလည်းမကောင်းဘူးတက်ကြွတဲ့လို့လက်ချစ်ပြန်အောင်မေး ရာဇယ်တော့လေအဲ့လိုလက်လေးကင်တယ်လက်လေးကင်ရဒီလိုလေးကင်ရတာမပါဘူး နိုင်ဦးနော်အေးသလိုလိုနဲ့ အဲ့တကယ်နော်လူစိုးတော့ရရင်ရသလို ရေတက်တယ်ချစ်စရာကောင်းတယ်လက်ရေးစရေးချီတာမင်းသမီးတွေပဲချီတာနော် လက်ရဲစဲဆိုမင်းသမီးပဲဖြစ်မှာမခိုင်လေအမရေ အော်ငါတို့မင်းသမီးလဲရဲစဲနိုင်တယ်ပေါ့အမလင်းနော် လွဲပြီးအကုန်လုံး ကုန်လွဲပြီပါဒီကြောင်လွဲကိုမေဦး ဟုတ်ကဲ့ပါကျွန်တော်ဘေးနာဂျေမုံလူသားမျက်နှာပုံးနောက်ကွယ်ကဆယ်လီကတော့တချင်းတွေလည်းရေးတယ်တချင်းတွေလည်းစိုးတဲ့တေးရဲတေးဆို ခမများဗျာရီမင်းခိုင်ဖြစ်ပါတယ် ခမများဗျာ ဟုတ်လေဘဲကြီးပဲခင်ဗျာအဲ့လောက်မဟုတ်ဘူးလေခင်ဗျာအဲ့လောက်ပုံစံမဟုတ်ဘူး ဒီဘောလုံးကကျွန်တော်နဲ့အပြီးဆုံး အဲ့ဒါ hits မပေးပါဘူးမလား အေးဟုတ်တယ်နော် တခါလေးပြောလိုက်မယ်ဒီမှာအဲ့ဘေးနာကိုပိုက်တဲ့ရှင်းဖို့တော့ဆက်ပေးလိုက်ပါ မလို့ပါဘူးကျွန်ချင်းမဆိုတော့ကိုညီမခိုင်သိပါတယ်ချင်းမဆိုတော့သိရဲသူသိရဲ ချစ်ဟောင်းရဲ့လက်ထက်မင်္ဂလာ ကိုကြီးမခိုင်လို့မခေါ်ပါနဲ့ကိုပိုင်ရင်ညီလေးလို့ပြောပါ ဟဲလေးစားသမှုနဲ့ပါ respect လေးသားသမှုနဲ့ပေါ့နော်ရုပ်ရည်ရကြည့်ပြီးတော့အကိုလို့ခေါ်လိုက်တာပါကိုညီမခိုင်မနေ့ကကျွန်တော်တို့ဟိုရာဇယ်လုပ်တယ်လေကျွန်တော်လည်းရှိရနော်အဲ့ချိန်တော့ဟိုဒီ strawberry နဲ့လုပ်တဲ့ခါမှာလက်ကင်တယ်ဒါပေမဲ့အဲ့ဒါမပါဘူးလေနော်အဲ့ဒါစိတ်ထဲပါသွားတာ စိတ်ထဲပါပါ အားစိတ် အဲ့ နဲ့ ဘယ် ပါ လိုဖြစ်နေပါဝါလဲဘယ်မှာနေပါလဲဟိုကပြောလိုက်ပြောနေရှင်တော့တော့တယ် မဟုတ်ဘူး အဲ့ ကို ဒါ ပိုင် လေးကိုသိချာပြောရ အဲ့ဒါတွေကဟိုပထမအိုးစီနဲ့လေအိုးစီနဲ့ပြန်ရတော့အိုးစီကယောက်ျားချင်းဆိုတော့သိရမလား ပြီးမလား တာချင်းဆို လုံးစတယ်ဆိုတော့သိဟိုပြီးလာပေါ့ ဟောဒါဖီးလာပါတော့ မထင်ပါဘူးအခုလောက်ထိအသေးမနိုင်မလို့မထင်ပါဘူးချစ်သူမယုံခဲ့ဘူးငါရှင်းပြတဲ့ပုံစံဖြစ်မှန်တွေကိုမယုံခဲ့ဘူးအယူမနဲ့ငါအစင်မပြေတော့ပါနေထိုင်ရတာအမေတန်တွေမကြရတော့ပဲတန်တာချစ်ခွဲ ချေမုံလူသားရုပ်ကြီးကိုကျွန်တော်ချွတ်လိုက်ရပါပြီပြောချင်သေးတာသမက်စင်ကပေါ့ကဲခြေနဲ့ပါတယ်မတရားလည်းဖြစ်နေပါပါ လက်ခွဲမဲ့ဆိုရင်ကြိုးပြောပေါ်ခံနိုင်ရင်အားတွေမွေးရအောင်မဲလက်ခွဲမဲ့ဆိုရင်ကြိုးပြောပေါ်ချစ်လေလက်ခွဲခြင်းနဲ့ဆိုကြိုးပြောပေါ်နာကျင်စရာထွက်ငါအားမွေးရမယ်လက်ခွဲခြင်းနဲ့ဆိုဒီတိုင်းဝင်ပြောလိုက်ပါချင်ရဲ့
My queen, no, na, le, de. My singing.